အားလုံးပဲမင်္ဂလာပါခင်ဗျာကေဇိုင်း Story Animation Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့တေမင်းတမန်ရှင်းဖြူအစုံနဲ့တောအာနာသားတို့ရဲ့ကျိန်စာဆိုတောဆိုတာအသက်တစ်ချောင်းပါပဲတောဆိုတာလူတွေပိုင်ဆိုးတဲ့နေရာမဟုတ်ပါဘူးတောတိုင်းမှာသူစည်းသူကန်းနဲ့သူရှိတတ်ကြပါတယ်တောအပေါ်မှာလေးစားမှုမရှိပဲစော်ကားမိတဲ့အခါတောတောင်ရေမြေတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားတဲ့အခါအဲ့ဒါဟာတောကကိုယ့်ကိုစွန့်ပစ်လိုက်ပြီဆိုတဲ့အတိတ်နမိတ်ပါပဲရွာသားတွေအားလုံးရဲ့မျက်လုံးတွေကတော့ရွာထဲကအမျိုးသားတယောက်ရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကိုဝိုင်းပြီးကြည့်နေကြပါတယ်။အလောင်းကိုတွေ့ရတဲ့ပုံစံကတော့တကယ်ကိုကြောက်စရာကောင်းတော့အောင်ပါပဲ။ခန္ဓာကိုယ်တစ်ခုလုံးတောင်းတင်းနေပြီးမျက်လုံးတွေကဖြူးကျင်နေသလိုအာကောင်ကြီးကလည်းဟနေပါသေးတယ်။လက်တွေခြေောက်တွေဆိုတာလည်းတဘာဝလုံးရွယ်ဆောင်လိန်ခောက်နေတာပါပဲ။သူ့ရဲ့လွယ်အိတ်ကိုဖွင့်ကြည့်လိုက်တော့မှပဲရှင်းဖြူအသေးနှကောင်တစ်စုံကိုတွေ့လိုက်ရပါတယ်။ဒီရှင်းဖြူတွေဟာရောခန့်တွေအင်မတန်ရိုသေကိုးကွယ်ကြတဲ့အထွတ်မြတ်ထားရာတ attva လေးတွေဖြစ်နေတာကြောင့်အားလုံးကထိတ်လန့်တကြားဖြစ်ကုန်ကြတာပါဒီလူတွေဟာမြောက်ပိုင်းတောနက်ထဲမှာနေထိုင်ကြတဲ့ရှေးဟောင်းမျိုးနွယ်စုဝင်တွေဖြစ်ပြီးပြင်ပကဘာနဲ့လောင်းဝအဆက်အသွယ်မရှိကြပါဘူးသူတို့ကတောပိုင်တောင်ပိုင်တွေနဲ့ဘိုးဘေးပြည်နတ်တွေကိုကိုးကွယ်ကြပြီးသူတို့ကိုစောက်ရှောက်ပေးနေတယ်လို့ယုံကြည်ကြပါတယ်နင်တို့ဘာလုံးလိုက်ကြတာလဲရွာလူကြီးထောင်းမွန်စုကအော်ဟစ်ဆူပူလိုက်ရင်မျက်နှာလွှဲနေကြတဲ့ဒီဟင်းနဲ့ဆန်မောင်းဆိုတဲ့လူငယ်နှစ်ယောက်ကိုလာညှိုးထိုးပြီးအပြစ်တင်มาတော့တယ်ဒီဟေးဆန်မောင်းနဲ့တေဆုံးသွားတဲ့ပေါ်တို့၃ယောက်ဟာတငယ်ချင်းတွေဆိုတာအားလုံးသိကြပါတယ်သူတို့၃ယောက်ကရွာတလေးထုံးစံတွေကိုစိတ်ဝင်စားသလိုဘိုးဘေးတွေရဲ့သတိပေးချက်တွေကိုလည်းလူလူရှုတတ်ကြပါတယ်တောထဲကအကျိုးအမြတ်တွေကိုရှာဖွေပြီးတရိษံတွေကိုစားဖို့မဟုတ်ပဲမြို့ပေါ်ကလူတွေကိုရောင်းဖို့အတွက်ခိုးဖမ်းလိရှိကြပါတယ်ဒီအခါဖြစ်ရက်ကလည်းသူတို့လက်ချက်ဆိုတာညီကြီးလက်ခတ်မလွဲပါပဲဒီတော့ထဲမှာရှင်းဖြူတစုံရှိတယ်ဆိုတော့တန်းသားကြီးပုံမြင်တစ်ပုံရှိပါတယ်သူတို့ကဒီတော့ထဲမှာနေလာတာတက်တန်းတော်ကြာခဲ့ပါပြီအချိန်တွေဘလောက်ပဲကုံဆုံးသွားပါစေရွာကောင်းဆောင်တွေဗနက်ဆက်ပဲပြောင်းသွားပါစေဒီရှင်းဖြူတစုံကတော့ဒီနေ့ထိအသက်ရှင်ရှင်နေထိုင်နိုင်တော့မှာပဲရွာသားတွေကတော့ဒီရှင်းဖြူတွေဟာတောပိုင်တောင်ပိုင်တွေရဲ့ကိုစားပြုတတ်တော်တွေလို့ယုံကြည်ထားကြပါတယ်အခုလိုမျိုးတဘာဝလုံးပုံစံနဲ့တည်ဆုံးသွားတဲ့ပေါ်ရဲ့အဖြစ်ဆိုးကတောအာနာသားတွေဘလောက်တောင်ဒေါသထွက်နေလဲဆိုတာကတော့တက်တည်ပြနေတာပါပဲပေါ်ရဲ့အလောင်းကိုမြင်းမြုပ်တကြိုပြီးတဲ့နောက်မှာတော့ရွာလူကြီးထောင်းမုံစုနဲ့ရွာသားတွေဟာတည်ဆုံးသွားတဲ့ရှင်းဖြူအလောင်းတွေနဲ့အတူတောင်းပန်ပွဲလုပ်ဖို့ကြောက်ကြောက်လန့်လန့်နဲ့ပြင်ဆင်ကြပါတယ်။ဒါပေမဲ့ရုတ်တရက်ဒေပြင်းတွေတိုက်ခတ်လာပြီးအမွှေးတိုင်တွေဖျောင်းတိုင်တွေငိမ့်သွားခဲ့ကြသလိုပူဇော်ထားတဲ့အရာတွေလည်းလေထဲလွှင့်စင်ကုန်ပါတယ်။မိုးသားတွေကလည်းထူးထူးဆန်းဆန်းမဲမှောင်လာပါတယ်။ဖြစ်ပျက်နေတာတွေကိုကြည့်ပြီးရွာသားတွေထိတ်လန့်တကြားဖြစ်နေတော့မှရွာလူကြီးထောင်းမုံစုကတင်နေတဲ့ရှင်းဖြူအလောင်းတွေကိုလှမ်းကြည့်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲရှင်းဖြူအသေးကောင်တွေကပြန်ရှင်လာပြီးမတ်တက်ထားရပါတယ်။ဒါပေမဲ့သူတို့ရဲ့မျက်လုံးတွေကတော့အသက်မှဲ့နေသလိုပါပဲ။အဖြူရောင်တက်တက်တာဖြစ်နေပြီးတောထဲကိုခုံဝင်ပြောက်ကွယ်သွားပါတော့တယ်။ငါကူညီလို့ရမလားရွာလူကြီး။သူတို့ကငါတို့ရဲ့သွေးသားတွေလေ။သူတို့ကအမားကိုတီးခဲ့ရင်ပေါ်လဲအခုလိုတေးရမှာမဟုတ်ပါဘူး။ရွာလူကြီးထောင်းမွန်စုကပြောရင်းဆိုရင်သူ့ရဲ့ဘိုးဘေးပူဇော်စင်မှာအမွှေးတိုင်ထုံးပြီးဆူတောင်းလိုက်ပါတယ်။ဘိုးဘတို့ရေကြံနေတဲ့ကလေးတွေကိုကာကွယ်ဆောက်ရှောက်ပေးတော်မူကြပါ။ရုတ်တရက်အတန်တန်ထွက်လာပါတယ်။ငါမကူညီနိုင်ဘူး။ဟင်းအဖိုးဘာပြောလိုက်တာလဲ။ငါဘာမှမပြောပါဘူး။အဲ့ညမှာပဲရွာပတ်လည်ကတောအုပ်ကြီးရဲ့တိတ်ဆိတ်နေတဲ့အမောင်ထုထဲမှာဒီဟင်းနဲ့ဆန်မောင်းတို့နှစ်ယောက်တုံပုံနေတဲ့မျက်နှာတွေနဲ့တိုင်ပင်နေကြပါတယ်။ငါတို့အဲ့ဒီရှင်းဖြူနှစ်ကောင်ကိုရမှဖြစ်မယ်။မင်းညနေတော့ငါမမြင်လိုက်ဘူးလား။မြင်တာပေါ့ကွာ။သူတို့ပြန်ရှင်လာတယ်ဆိုတာမသေးဘူးဆိုတဲ့သဘောပေါ့။ဒါကြောင့်ငါတို့ပြန်သွားဖမ်းရမယ်။ဒါပေမဲ့ဘောကတော့တည်သွားပြီနော်။ငါကြောက်တယ်ကွာ။မင်းပတ်စံမလို့ခြင်းဘူးလား။ဒီပတ်စံရရင်ငါတို့နှစ်ယောက်ဘယ်တော့တက်တောက်တာနေရမလဲစဉ်းစားကြည့်စမ်း။ငါတို့တွေဒီတောင်ကြားရွာကနေထွက်သွားလို့ရပြီ။လီဟင်းရဲ့စကားကြောင့်ဆန်မောင်းတယောက်ဆက်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲလီဟင်းရဲ့နောက်ကျောဘက်ကိုလှမ်းကြည့်မိတဲ့ဆန်မောင်းကအထစ်ထင်အငုံငုံနဲ့ပြောလိုက်ပါတယ်။ရှင့်တွေတကယ်ချင်းဖြစ်သူညွန်မြရာကိုလီဟင်းလှည့်ကြည့်လိုက်တော့တကယ်ပဲရှင်းဖြူနှကောင်ထိုင်နေတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့သူတို့ရဲ့မျက်လုံးတွေကတော့အဖြူရောင်တိပါပဲ။သူတို့နှစ်ယောက်ကိုစိုက်ကြည့်နေကြတာပါ။အချိန်ဆွဲမနေတော့ပဲလီဟင်းကတနက်နဲ့ပြစ်လိုက်တော့တနက်တန်ဟိန်းထွက်သွားပြီးရှင်းတွေလည်းလန့်ပြီးထွက်ပြေးကုန်ပါတယ်။သူတို့နှစ်ယောက်လည်းတနက်တန်ကြားလို့ထွက်ကြည့်ကြတယ်။ရွာသားတွေရှေ့မှာတင်တဲပေါ်ကဆင်းပြီးရှင်းဖြူတွေနောက်ကိုပြေးလိုက်သွားကြပါတယ်။ရွာလူကြီးထောင်းမွန်စုကတော့တောထဲကိုပြေးဝင်သွားတဲ့သူတို့နှစ်ယောက်ရဲ့ကြောပြင်ကိုကြည့်ရင်တပ်ပြင်းချလိုက်မိပါတယ်။ဘသူမှသူတို့ကိုမကယ်တင်နိုင်တော့ဘူးပဲ။လီဟင်းနဲ့ဆန်မောင်းတို့ရှင်းဖြူတွေနောက်ကိုထက်ချက်မကွာလိုက်ရင်တောနက်ထဲကိုရောက်လာပါတယ်။ဒါပေမဲ့ခဏကြာမှမျက်ခြေပြတ်သွားပါတော့တယ်။ဘယ်ရောက်သွားတာလဲကွာ။လီဟင်းတယောက်မှောင်မဲနေတဲ့တောကြီးထဲမှာမြူခိုးတွေကြားမျက်လုံးဝှေ့ကြည့်ရင်ရှာနေပါတယ်
တပင်မြင့်ကြီးတွေကလေတိုက်တိုင်းရင်းထိုးနေတတ်တာမို့ဆန်မောင်းတယောက်ချက်သိန်းတွေထားလာပါတယ်သူကြောင့်လုံးလက်တွေတောင်တုံနေပါပြီရုတ်တရက်တပင်ရိပ်အောက်မှာလူပုံစံလိုရိတ်ခနဲ့တွေးလိုက်ရပါတယ်သပင်ဖြူရောင်အရှိကြီးတွေနဲ့ပြီးတော့သူတို့စီကိုတဖြည်းဖြည်းတိုးလာနေပါတယ်ဆန်မောင်းတယောက်ကြောက်လုံးခြေသေးပြီးအော်တော်မအော်နိုင်တော့ပါဘူးဒီကသူ့တငယ်ချင်းဘာဖြစ်တာလဲဆိုပြီးလှည့်ကြည့်လိုက်တော့ဆန်မောင်းကလောက်အုပ်ချပြီးထိုင်နေတာကိုတွေ့လိုက်ရပါတယ်ဒီလည်းစိတ်မရှိတော့ပဲဆန်မောင်းရဲ့ကိုလှော်ရမ်းပြီးသတိပေးလိုက်ပါတယ်ဟဲ့ကောင်ဆန်မောင်းသတိထားစမ်းနင်တို့ကရုံမာတဲ့ကောင်လေးငါ့ကိုစော်ကားရဲတယ်ပေါ့လေအတန်ကြားလို့လန့်ပြီးလွှတ်လိုက်တော့ဆန်မောင်းကမဲချောက်အတန်ကြီးနဲ့အော်ဟစ်ရီမောနေပါတယ်သူ့ရဲ့မျက်နှာထားနဲ့အချီတွေကလုံးဝလူတစ်ယောက်လိုမဟုတ်တော့ပါဘူးဒီလည်းကြောက်လုံးတနက်ကိုဆွဲပြီးတစ်ဖက်ကိုထွက်ပြေးသွားပါတယ်တပင်ကြီးတပင်အောက်ကိုရောက်တော့မမော့နဲ့ရန်နာနေတော့ခြုံမှုတိုးတံကိုကြားလိုက်ရပါတယ်ဒီကတနက်ကိုချိန်လိုက်တော့ရှင်းဖြူနှစ်ကောင်ကခြုံမုတ်ထဲကထွက်လာပြီးသူ့ရှိကနေဖြတ်ပြေးသွားတာကိုတွေ့လိုက်ရပါတယ်သူလည်းအလျှော့မပေးပဲထပ်ပြီးပြေးလိုက်ပြန်ပါတယ်ရုတ်တရက်ဒီမျက်လုံးပြူးသွားပါတယ်သူ့ရှိတဲ့မှာတင်စမ်းမောင်ရဲ့ခန္ဓာကိုယ်ကြီးပြုတ်ကျလာတာပါလေဘင်းကကြိုးခြေလက်တွေကလိန်ခေါက်ပြီးပုံပြန်ပန်းပြန်နဲ့တေဆုံးနေတာပါပေါ်ရဲ့အလောင်းတိုင်းမှာပဲဒီတယောက်ကြောက်လုံးစီးတွေပါထွက်ကြကုန်ပါတယ်ခြေောက်တွေတုံပြီးပြေးခြင်းပေမဲ့ခြေလန်းလှမ်းလို့မရတော့ပါဘူးသူ့ရှိကိုလှမ်းကြည့်တော့အဖွားကိုတယောက်မျက်လုံးတွေကပြူးကျပြီးသူ့ကိုစိုက်ကြည့်နေပါတယ်အဖြူရောင်အင်ကြီးနဲ့အနှဲရောင်ရောထမိန်ကိုဝစ်ဆင်ထားပြီးပခုံးပေါ်မှာတော့ရှင်းဖြူနှစ်ကောင်ကနားနေပါတယ်ဒီလည်းတူထောက်ကျသွားပြီးလောက်အုပ်ချီကတုံရင်နဲ့တောင်းပန်နေပါတယ်ဒါပေမဲ့အရာရာအားလုံးကနောက်ကျသွားခဲ့ပါပြီအဲ့ဒီနောက်ပိုင်းဘသူမှဒီနဲ့စမ်းမောင်တို့တောထဲကပြန်ထွက်လာတာကိုမတွေ့ရတော့ပါဘူးပိုပြီးထိတ်လန့်စရာကောင်းတာကတော့မြင်မြုပ်ထားတဲ့ပေါ်ရဲ့အလောင်းမှာပျောက်ဆုံးသွားတာပါရွာလူကြီးထောင်းမွန်စုကတော့တောပိုင်တောင်ပိုင်တွေကိုတောင်းပန်ပွဲထပ်လုပ်ပေးခဲ့ပါတယ်ဒီတစ်ခေါက်မှာတော့ဘာထူးခြားမှုမှမရှိတော့ပါဘူးဒါပေမဲ့ပွဲလုံးနေတဲ့အချိန်မှာတောဆက်ကနေရှင်းဖြူသုံးကောင်ထွက်လာတာကိုရွာလူကြီးတွေးလိုက်ပါတယ်သူချက်သိန်းနေထားသွားပြီးခဏလောက်စိုက်ကြည့်နေတော့မှပဲအဲ့ရှင်းဖြူသုံးကောင်ကခုံပေါက်ပြီးပျောက်ကွယ်သွားပါတယ်တောရဲ့စီကံကိုဖျက်ဖောက်ခဲ့သူတွေရဲ့အသက်ကိုတောကပြန်ယူသွားတယ်ဆိုတဲ့အာဃာတပုံမြင်တဲ့ပုတ်ကိုခြံထားရစ်ခဲ့ရင်းပေါ့အဲ့ဒီနေ့နောက်ပိုင်းဘသူမှရှင်းဖြူတွေကိုထပ်မတွေ့ရတော့ပါဘူးဒီနုတန်ဇလန်လေးကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းနေ့စဉ်ဗီဒီယိုတွေတင်ဆက်ပေးနေမှာမို့လို့ကျွန်တော်တို့ရဲ့ KZI Story Animation Channel ကို Like and Subscribe လုပ်ပြီးစောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါတယ်